ဖွားဖြစ်သူမဆုံးခင်ကဖုန်းဆက်လာတာကိုဂိမ်းဆော့နေလို့စကားကောင်းကောင်းပြန်မပြောဖြစ်လိုက်မိတာကိုများစွာစိတ်မကောင်းဖြစ်နေတဲ့တရုတ်ဆောင်ရီရီပွင့်ဖြူရဲ့တူမလေးဆုလိုက်ရတနာမင်္ဂလာပါပရိသတ်ကြီးရှင်ဇက်ပိုတရုတ်ဆောင်ဒေါခင်တန်းဝင်းဆိုတာကတော့လွန်ခဲ့တဲ့နှစ်ပေါင်းများစွာခေတ်ကအနုပညာလောကမှာဇက်ပိုဆက်ရန်တယောက်အနေနဲ့ပရိသတ်တွေအားလုံးသိရှိပြီးသားသူတစ်ယောက်ဖြစ်ပါတယ်တရုတ်ဆောင်ဒေါခင်တန်းဝင်းဟာအနုပညာမျိုးဆက်အနေနဲ့သမီးဖြစ်သူရီရီပွင့်ဖြူကိုအနုပညာလောကထဲကိုခေါ်လာခဲ့ပေမယ့်ရီရီပွင့်ဖြူကမင်းသမီးတစ်ယောက်အနေနဲ့ပရိသတ်တွေလူသိနေခဲ့ပြီးတရုတ်ဆောင်နနာလိုင်ရဲ့အမောင်ဖြစ်သူစိတ်ဖြိုးလိုက်နဲ့အိမ်အောင်ကြပြီးနောက်ပိုင်းမှာတော့ဘလော့ဂါတစ်ယောက်အနေနဲ့ပုံမအောင်မြင်လာခဲ့တာလည်းဖြစ်ပါတယ်တရုတ်ဆောင်ဒေါခင်ဆန်းဝင်းရဲ့မြီးမလေးဖြစ်သူဆုလက်ရတနာကလည်းအနုပညာမျိုးရိုးပါလာသူတစ်ယောက်အနေနဲ့အနုပညာမှာယူသွလွန်သူဖြစ်ပြီးအခုလက်ရှိမှာလည်းအနုပညာလှုပ်ရှားမှုတွေဇက်တိုက်လုပ်ကိုင်လာခဲ့သူဖြစ်ပါတယ်။မနေ့ကမေလ24ရက်နေ့မှာတော့ဇပိုးတရုတ်ဆောင်ဒေါခင်တန်းဝင်းဟာသွေးတိုးယောဂနဲ့ကွယ်လွန်သွားခဲ့ရတယ်လို့သမီးဖြစ်သူရီရီပွင့်ဖြူကပရိသတ်တွေကိုအသိပေးလာခဲ့တာဖြစ်ပါတယ်။တရုတ်ဆောင်ဒေါခင်တန်းဝင်းဟာသမီး2ယောက်ရှိပေမဲ့သမီးတွေတမတ်တွေနဲ့အတူတူမနေပဲတိုက်ခန်းမှာတယောက်တည်းနေထိုင်သူလည်းဖြစ်ပါတယ်။ဒေါခင်တန်းဝင်းကမဆုံးခင်အချိန်တုန်းကညီမလေးဆုလက်ရတနာစီကိုဖုန်းဆက်ခဲ့တာဖြစ်ပြီးဆုလက်ကတော့ဂိမ်းဆော့နေတာကြောင့်အဖွားဖြစ်သူကိုစကားကောင်းကောင်းပြန်မပြောလိုက်မိဘူးလို့နောက်ထားရစွာနဲ့ပြောဆိုလာခဲ့တာပဲဖြစ်ပါတယ်။သူမကဖွားဆုံးသွားပါတယ်။မနက်ဖြန်တွေ့မှမို့မီလီကြိုက်တဲ့စက်သားချက်ထားပေးမယ်လေ။မင်းညကအဖွားဖုန်းဆက်တဲ့အချိန်မှာဂိမ်းဆော့နေလို့ဖုန်းတောင်ကောင်းကောင်းမပြောပေးလိုက်မိဘူး။ရှိခဲ့တဲ့တာထဲမှာစက်သားဘူးအစိမ်းလေးဟုဆိုကစိတ်မကောင်းစွာနဲ့ပြောပြထားတာလေးဖြစ်ပါတယ်။ဒေါခင်တန်းဝင်းရဲ့မြီးမလေးဖြစ်သူဆုလက်ရတနာကတော့သူမကိုယ်တိုင်ကလည်းဘလော့ဗီဒီယိုအတူလေးတွေဇလန်းထင်ရိုက်ကူးလျက်ရှိတာဖြစ်ပြီးသူမရဲ့ဇလန်းတွေမှာအဖွားနေရလိုအပ်တာရှိရင်လေဒေါခင်တန်းဝင်းကိုတရုပ်ဆောင်စေခဲ့တာဖြစ်ပါတယ်။အမြဲတမ်းမြီးဖွားနှစ်ယောက်ပျော်ပျော်ရွှင်ရွှင်နဲ့ဘလော့တွေကိုရိုက်ကူးခဲ့ပြီးအခုချိန်မှာတော့အဖွားဖြစ်သူကကွယ်လွန်သွားခဲ့ပြီးအဖွားနဲ့နောက်ဆုံးအနေနဲ့ဖုန်းပြောခဲ့တဲ့အချိန်မှာတော့ဂယုမဆိုင်ခဲ့မိလို့ဆုလက်ရတနာကတော့နောက်နာကြီးစွာရနေတာလည်းဖြစ်ပါတယ်။